တားကြောဖြတ်ထားတယ်ပြန်ဆက်လို့ရလာတယ်တချို့ကြတယ်တားကြောဖြတ်ထားတာကိုပြန်ဆက်ပြီးတော့ခလေးပြန်လို့ခြင်းနဲ့ပေါ့နော်အဲ့လိုလုပ်လို့ပြန်ရနိုင်မလားဆိုပြီးတော့မေးထားလေးရှိရတဲ့အတွက်ဒီပုံလေးနဲ့ရှင်းပြပေးခြင်းပါတယ်မရှင်းပြပေးခင်မှာအရှိမတော့ငါတားကြောဖြတ်ထားလို့ရာသီပုံမှန်မလာဘူးဆိုတဲ့လူတွေရဲ့ရာသီမလာဘူးဆိုတဲ့လူတွေရဲ့အတွက်ရှင်းပြထားတဲ့ဗီဒီယိုလေးရှိရဒါလေးကတော့တားကြောဖြတ်ပြီးနောက်မှာခဏတာဟော်မုန်းမညှမှုဖြစ်တဲ့အတွက်ကြောင့်မလို့ရာသီပုံမှန်ဖြစ်တာဒါလည်းခဏတာပဲဖြစ်ပါတယ်ဒီတော့တားကြောဖြတ်လိုက်တာကရာသီသွေးစင်းခြင်းနဲ့ရာသီလာခြင်းနဲ့တာဥကြွေခြင်းကိုတော့တွားပြီးတော့နှောက်ယှက်မှုမဖြစ်ပါဘူးဆရာမပြောတဲ့ဗီဒီယိုလေးကရာသီမလာဘူးဘာဖြစ်လို့လဲလို့ပြောထားတဲ့လူတွေအတွက်တီးတန့်ပဲဖြစ်ပါတယ်လူတိုင်းကိုမဆိုလိုပါဘူးเนาะအဲ့တော့ဒီပုံလေးနဲ့ရှင်းပြပေးမယ်တားကြောဖြစ်ထားတာပြန်ဆက်လို့ရလားဆိုတော့ဒီမှာ fallopian tube ဆိုတဲ့ဟာလေးတွေ့မယ်ဒါလေးကတော့တာဥပြုံလေးဖြစ်တယ်ဒီတာဥပြုံလေးကဘာတွေကိုလုပ်ငန်းဆောင်တာလုပ်လဲဆိုလို့ရှိရင်အမျိုးသမီးတွေမှာတာဥကြွေရเนาะဒီလားအမျိုးသားရဲ့ဒီတုပ်ပိုးနဲ့ပေါင်းဆက်တယ်ပေါင်းဆက်ပြီးတော့ဒီ fallopian tube ဆိုတဲ့တာဥပြုံလေးထဲမှာမျိုးအောင်နေเนาะပေါင်းဆက်တယ်တွေ့တယ်မျိုးအောင်နေမျိုးအောင်ပြီးတဲ့အခါမှာဒီ fallopian tube လေးကဒီမှာဒါရက်တဲ့အိမ်เนาะဒီတဲ့အိမ်ထဲကိုဆင်းသွားဖို့အတွက်သူကတာဝန်တွေကိုထမ်းဆောင်နေเนาะ fallopian tube ရဲ့တာဝန်တွေကဒီတော့ဒီတာဥပြုံလေးကိုတားကြောဖြတ်တယ်ဆိုတော့ဒီတာဥပြုံလေးကိုခြိလိုက်တယ်ခြိပြလို့ရှိရင်ဖြတ်လိုက်တယ်ပေါ့နော်အဲ့တော့တားကြောဖြတ်ထားတာကိုပြန်ဆက်လို့ရလားဆိုတော့ကိုယ့်ကိုခွဲပေးခဲ့ဘူးတဲ့ဆရာဝန်နဲ့ပြန်ပြီးတော့တိုင်ပင်မှာကိုယ့်ကိုတားကြောခြိယုံနေခြိထားတယ်ဆိုအထုံးပြန်ဖြိလိုက်လို့ရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးခြိလိုက်တယ်ဖြတ်လိုက်တယ်ဆိုလို့ရှိရင်တော့ပြန်ပြီးတော့ဆက်လို့ရပါတယ်ပြန်ဆက်တာကိုလည်းဒီကိုယ့်ကိုခွဲပေးထားတဲ့ဆရာဝန်နဲ့ပြန်ပြီးတော့တိုင်ပင်စီခြင်းပါတယ်အောင်မြင်မှု percentage ကတော့ဒီအသက်35နှစ်နောက်ပိုင်းဆိုလို့ရှိရင်တော့ဒီကလေးပြန်ရဖို့ရာခိုင်နှုန်းနည်းမယ်ပေါ့နော်နောက်တစ်ခုကကြတော့တားကြောဖြတ်တာကိုပြန်ဆက်ပြီးတော့ခလေးပြန်ယူနေဆိုရင်ဘာဆိုးကျိုးလေးတစ်ခုရှိနိုင်မလဲဆိုတော့ဒီတဲ့အိမ်ထဲမှာခလေးကသတိတရားမဲ့အစားเนาะဒီတာဥပြုံထဲမှာသတိတရားပေါ့เนาะ ectopic pregnancy လို့ခေါ်ပါတယ်ဒါမျိုးဖြစ်စဉ်လေးတွေရှိတယ်အဲ့တော့တဲ့အိမ်ထဲမှာမျိုးတဲ့အိမ်ထဲမှာခလေးကကြီးထွားမကြီးထွားပဲနေဒီ fallopian tube တာဥပြုံထဲမှာပေါ့เนาะပိတ်ဆို့ပြီးတော့သတိအောင်တာမျိုးတွေရှိတတ်တယ်ဒါကြောင့်မို့လို့အသက်35နှစ်နောက်ပိုင်းမှာဒီရာခိုင်နှုန်းနည်းမယ်ပေါ့ခလေးပြန်ရဖို့ရာခိုင်နှုန်းနည်းမယ်ကိုယ်ခွဲစိတ်ပြီးထားတဲ့ဆရာဝန်နဲ့ပြန်တိုင်ပင်ပြီးတော့ပြန်ဆက်တာကလေးပြန်ယူတာဒါမျိုးတွေကိုပြုလုပ်လို့ရပါတယ်เนาะ